ရာဝန်အတိုင်းဝိုင်းကိုဂုံတိတ်ခါထိခိုက်စေတဲ့ဇညွန်ကြောင့်အေးအေးယူခံရတော့မယ့်လိုင်းလီကြားကပန်းရွှေကြောင့်ပရိသတ်များလုံးပဲမင်္ဂလာပါရှင်မြန်မာဇလန်တွဲမကြိုက်တဲ့ပရိသတ်တွေတော့မှဆိုရှယ်မီဒီယာမှာတပိုင်းတစတက်လာတဲ့ဇလန်တွေကိုကြည့်ပြီးတော်တော်လေးစိတ်တူနေရတာပါအဓိကကတော့လက်ရှိမှာထုတ်လွှင့်ပြသနေတဲ့လိုင်းလီကြားကပန်းရွှေကြားဇလန်တွဲမှာလူကျင့်ဝတ်မရှိတဲ့ပုံစံတွေကိုတွေ့နေရလို့ဖြစ်ပါတယ်ပညာတတ်ဆရာဝန်တွေပါဆိုပြီးသူတစ်ပါးအိမ်အောင်ရေးကိုထင်မတော်ပဲမိဘတွေကိုယ်တိုင်ကနောင်မီလင်းနာကိုအားပေးအားထားပြုနေတဲ့လောက်ရတွေကတော့ပြင်ပဆရာဝန်အတိုင်းဝိုင်းကိုဂုံတိတ်ခါထိခိုက်သွားစေပါတယ်။ဒီအတွက်ကြောင့်မြန်မာနိုင်ငံဆရာဝန်များအသင်းကအရန်ဒေါသထွက်နေပြီးဒီဇက်ကားကိုအရေးယူပေးဖို့အတွက်လည်းဆိုရှယ်မီဒီယာမှာပြောဆိုနေကြပါတယ်။လိုင်းလီကြားကပန်းရွှေကြားဇလန်တွေကဇလန်ကကောင်းလုံးမဟုတ်ပဲဝေဖန်မှုတွေကြောင့်အောင်မြင်နေတာပါ။ဒီဇလန်မှာအဓိကဆက်ဆောင်မင်းသားဖြစ်တဲ့ကောင်းမြတ်ဆန်ဟာဆိုရင်လေအင်မတန်အကျင့်မကောင်းတဲ့ဇက်ကောင်ကိုတရုပ်ဆောင်မိတာကြောင့်အပြင်းအောင်မထရအောင်ဖြစ်နေရပါပြီ။ပရိသတ်တွေကလည်းကောင်းမြတ်ဆန်ကိုတွေ့ရင်အပီကျိတ်မယ်ဆိုပြီး comment တွေမှာပြောဆိုနေကြတာပါ။အားလုံးသိတဲ့အတိုင်းဇလန်ကစင်ရဲနွမ်းပါတဲ့ကောင်လေးတယောက်ကိုသူ့ရဲ့ဇနီးတဲ့ကပခုံးတင်ပြီးအောင်မြှောက်ပေးခဲ့တာပါ။ဆရာဝန်ဖြစ်ခါနေမှာတော့စီးချောင်းကဆရာဝန်မလေးနဲ့ပဲနောင်မီလင်းသွားခဲ့ပြီးအိမ်ကဇနီးနဲ့သားသမီးတွေကိုထားပစ်ခဲ့တာဖြစ်ပါတယ်။ဒါကိုဇနီးတဲ့ကတည်သွားချိန်မှာအမားတွေကိုနောင်နာမရပဲအငယ်အနှောင်းဆရာဝန်မကိုပဲရွေးချယ်ခဲ့တယ်လို့ဆရာဝန်မရဲ့မိဘတွေကလည်းတားဆီးတာမျိုးလုံးဝမရှိခဲ့ပါဘူး။အထူးသဖြင့်နိုင်ငံထိပ်တန်းဆရာဝန်ကြီးတွေအဖြစ်တရုပ်ဆောင်ထားပြီးမြဲနောင်မီလင်းတဲ့အပေါ်မတားပဲသူတို့ကပါအားပေးပြီးအပိုင်ဖန်နေတဲ့ပုံစံတွေတွေ့မြင်ရတာပါ။ပညာတတ်ဆရာဝန်တွေအနေနဲ့စေပညာကိုပဲတက်ပြီးလူမှုရေးအသိပညာမရှိဘူးလို့ထင်ရတဲ့အထိတရုပ်ဆောင်ထားတဲ့ဇညွန်ကအင်မတန်ကိုစိတ်ပြက်စရာကောင်းနေပါတယ်။ဒါကြောင့်မို့လို့အပြင်လောကကဆရာဝန်တွေကအရန်ဒေါသထွက်နေကြတာပါဇလန်ထဲမှာဒီလိုတရုပ်ဆောင်ပြရင်အပြင်ကဆရာဝန်တွေကပါဒီလိုမကောင်းတဲ့လူတွေလို့ထင်ခံရနိုင်တာကြောင့်နည်းနည်းလောက်တော့ဂုံတိတ်ခါထိမိဖို့အတွက်ပြောဆိုနေကြတာဖြစ်ပါတယ်ဇလန်ထဲမှာဆိုရင်ကြံရစ်ဖြစ်ခဲ့ရတဲ့မင်းသမီးရဲ့ဇက်ကောင်ကလွဲပြီးကျန်တဲ့ဇက်ကောင်တွေအကောင်လုံးတခုမှမကောင်းပါဘူးအပြင်မှာအမှန်တကယ်ဖြစ်ခဲ့တဲ့အကြောင်းအရာကိုဇလန်အဖြစ်ပြန်လဲရိုက်ကူးထားတယ်လို့စာရေးဆရာမကပြောခဲ့တဲ့အတွက်အပြင်ကဆရာဝန်တွေကိုပို့ပြီးအရှက်ရစေခဲ့တာပါပညာပေးဇလန်လို့ပြောပြီးမြင်ဆရာဝန်တွေကအစအရှက်မရှိတဲ့ပုံစံတွေပေါ်နေတာကြောင့်အသိပညာအမားတွေနဲ့အတူယူမှာစေနိုင်ပါတယ်အခုနောက်ပိုင်းဒီလိုဇလန်တွေကမှလူကြိုက်များလာတာဆိုပေမဲ့ရိုက်ကူးခွင့်မပြုသင့်တော့ပါဘူးအရင်ဇလန်တွဲတွေမှာလည်းဒီလိုပုံစံတွေပဲဆိုပေမဲ့ပတ်စံရှိပြီးပညာမရှိလို့မှားယွင်းတဲ့လောက်ရတွေလုံးနေကြတာလို့လက်ခံပြီးလို့ရပါသေးတယ်လိုင်းလီကြားကပန်းရွှေကြားဇလန်တွဲမှာတော့အဓိကဇက်ဆောင်မင်းသားအပါဝင်သူနဲ့နောင်မီလင်းခဲ့တဲ့ဆရာဝန်မနဲ့မိသားစုတစ်ခုလုံးကဂုံတိတ်ခါကင်းမဲ့နေခဲ့တာပါဒါကိုပဲအဟုတ်ကြီးလုပ်ပြီးရိုက်ကူးထားတဲ့အတွက်ဆရာဝန်လောကကိုအရှက်ရစေတာကြောင့်အရေးယူခံရတော့မှာဖြစ်ပါတယ်ပရိသတ်ကြီးတို့ကရောလိုင်းလီကြားကပန်းရွှေကြားဇလန်တွဲနဲ့ပတ်သက်ပြီးဘလို့လှုပ်ဆောင်တင်တယ်လို့ထင်လဲဆိုတာ comment မှာပြပြပေးခဲ့ကြပါအောင်ရှင်